နော်အော်ရေးဖြည့်အောင်တဲ့သူကတာပဲနှုတ်ဖြေကိုဆက်ပြီးတော့ဖြေခွင့်ရှိတာပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ဒီရန်ကုန်စီးပွားရေးတက္ကသိုလ်ကဒီ batch တစ်ခုကိုအများဆုံးလူ100ဝန်းကျင်ပဲခေါ်တာဖြစ်တဲ့အတွက်ရှောက်လွှာတင်တဲ့သူတွေကအများများတယ်ထောင်ချီတယ်ပေါ့နော်အဲ့ထောင်ချီတဲ့ထဲမှာဒီနေ့တော့ဒီဗီဒီယိုလေးထဲမှာရန်ကုန်စီးပွားရေးတက္ကသိုလ် MBA တက်ခဲ့တော့ကအတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။အရင်ဆုံး fountain ကနေစပြီးတော့ရေးဖြည့်နှုတ်ဖြည့်နဲ့ကြောက်တက်ခဲ့တော့ကအတွေ့အကြုံလေးတွေကိုပြန်ပြီးတော့ပြောပြပေးသွားမှာပါ။နှစ်စာအကြောင်းကိုပြောပြရမှာဆိုတော့ဒီဗီဒီယိုလေးကရှေ့ရောရှေ့နိုင်တယ်။အဲ့တော့အသေးစိတ်လေးတွေသိချင်တယ်ဆိုလို့ရှိရင်လည်း CP မှာလာပြီးတော့မြင်နိုင်ပါတယ်ရှင်။ MBA အတန်းကိုရှောက်လာစခေါ်ပြီးဆိုလို့ရှိရင်ရှောက်လာသွားတင်ကြတဲ့ကနေပြီးတော့အနီးကပ်တက်ရမယ့်ရက်နဲ့ပြီးတော့လို့ရှိရင်လိုတဲ့အချက်လက်တွေကိုတခါတည်းမေးလို့ရတယ်ပေါ့နော်အနီးကပ်တက်ရမယ့်ရက်ကအနီးကပ်10ရက်တက်ရတယ်ပြီးတော့လို့ရှိရင်စာမွေးဖြေရတယ်ပေါ့နော်စာမွေးရကကြတော့3မျိုးဖြေရတယ်အင်္ဂလိပ်စာရဲ့သင်ချာရဲ့ပြီးတော့လို့ရှိရင် logic ပေါ့နော်logic တွေပေါ့logic ပုံစံလေးတွေဖြေရတယ်အဲ့ခိုင်းဆိုလို့ရှိရင်အပြင်မှာကျူရှင်တီးတက်ထက်တက်တာမျိုးမရှိခဲ့ဘူးဒီအနီးကပ်10ရက်မှာပဲဒီဆီယမတွေပြီးတဲ့စာတွေနဲ့10ရက်မှာသင်ခဲ့တဲ့စာတွေကိုပဲတေချာလုပ်ပြီးတော့ဖြေခဲ့တာပေါ့နော်စာမွေးဖြေတဲ့ရက်မှာလည်းသူကတနာရီနဲ့3ဘာသာ3နာရီခွဲပြီးတယ်အဲ့ဒါကိုတနာရီဖြေပြီးတော့လို့ရှိရင်5မိနစ်10မိနစ်နာပြီးတော့လို့ရှိရင်နောက်တနာရီထပ်ဖြေပေါ့နော်အင်္ဂလိပ်စာနဲ့သင်ချာနဲ့ပြီးတော့ logic နဲ့ဖြေရတယ်ပေါ့နော်တနာရီစီဖြေရတယ်ပြီးတော့ရေးဖြေအတွက်ပေါ့နော်3နာရီဖြည့်ပြီးသွားပြီဆိုလို့ရှိရင်နောက်ရက်မှာဒီရေးဖြည့်အောင်တဲ့သူတွေအတွက်အောင်စင်းထုတ်ပြီးရပေါ့နော်ရေးဖြည့်အောင်တဲ့သူကတာပဲနှုတ်ဖြေကိုဆက်ပြီးတော့ဖြေခွင့်ရှိတာပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ဒီရန်ကုန်စီးပွားရေးတက္ကသိုလ်ကဒီ batch တစ်ခုကိုအများဆုံးလူ100ဝန်းကျင်ပဲခေါ်တာဖြစ်တဲ့အတွက်ရှောက်လွှာတင်တဲ့သူတွေကအများများတယ်ထောင်ချီတယ်ပေါ့နော်အဲ့ထောင်ချီတဲ့ထဲမှာရေးဖြေနဲ့နှုတ်ဖြေကိုပြန်ပြီးတော့ဖြေရတာပေါ့နော်ရေးဖြေအရင်ဖြေရတယ်ရေးဖြေအောင်တော့မှနှုတ်ဖြေကိုဆက်ပြီးတော့ဖြေရတာပေါ့ရေးဖြေအောင်စင်းလက်ထဲမှာကိုယ်နာမည်ပါပြီဆိုလို့ရှိရင်နှုတ်ဖြေဖြေရတော့မယ်ပေါ့နော်နှုတ်ဖြေအတွက်ဘယ်နေ့ဘယ်ချိန်လာပါဆိုပြီးတော့ဖုန်းပြန်ဆက်တယ်ပေါ့နော်အဲ့လိုမျိုးဖုန်းဆက်ပြီးဆိုလို့ရှိရင်ဘာတွေဖြေရမှလည်းမသိဘူးဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားတာရှိတာပေါ့နော်ဒါပေမဲ့တကယ်သွားတဲ့အချိန်မှာတော့ကိုယ့်ရဲ့အကြောင်းမျိုးကိုသိချာမေးတယ်ဒီ MBA အတန်းကိုဘာလို့တက်ချင်တာလဲပေါ့နော်တက်ပြီးသွားရင်ရောဘယ်လို result တွေရနိုင်မယ်လို့ထင်လဲဆိုတဲ့အရာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေမေးတတ်တယ်အဓိကတော့ကိုယ့်အကြောင်းသိချာရှင်းပြဖို့နဲ့ဒီ MBA အတန်းကိုတက်ရတဲ့ရည်ရွယ်ချက်ကိုသိချာပြောပြနိုင်ဖို့ကအရေးကြီးတယ်ပေါ့နော်ပြီးသွားရင်ယောက်ျားလေးမိန်းကလေးမြန်မာဝတ်စုံပေါ့နော်မြန်မာဝတ်စုံကိုရင်ပုံးဆိုလဲရင်ပုံးပေါ့နော်ဒီထမင်းဆိုလဲထမင်းပစိုးဆိုလဲပစိုးတိချာလေးဝတ်စားသွားဖို့လိုတယ်ပေါ့နော်ဘောင်းမီတွေပါရင်းနဲ့ဆိုပေးမဝင်ဘူးဖြေဆိုရဲ့အခန်းအထိကိုပေးမဝင်တာပေါ့နော်နှုတ်ဖြေပြီးသွားပြီဆိုရင်လည်းresult ပြန်ထွက်တယ်အဲ့တော့အဲ့ဒီ result ထဲမှာကိုယ်နာမည်ပါပြီဆိုလို့ရှိရင်ကျောင်းအပ်လို့ရပြီပေါ့နော်ဒီကမာယို campus ဘက်မှာပေါ့ရန်ကုန်စီးပွားရေးတက္ကသိုလ်ကမာယို campus ဘက်မှာကျောင်းအပ်လို့ရတယ်ကျောင်းတက်ရတာတော့ပထမများနေပြီပေါ့နော်လှိုင်ဘက်ချမ်းသာပထမများနေပြီမှာကျောင်းစတက်လို့ရပြီMBA ကျောင်းသားတယောက်ဖြစ်ပြီပေါ့နော်